မင်္ဂလာပါဗျာဒီနေ့မှာတော့ပူပြင်းလာတဲ့တဲကနာတာထဲမှာဘယ်တော်ဝါမှမရှင်တန်နိုင်ဘူးလို့ထင်ရပေမဲ့အပူချိန်48ဒီဂရီစင်တီဂရိတ်အောင်မှာတော့ချွေးမထွက်အမောမဖောက်ဖဲအေးလူလူရှက်လန်းနိုင်တဲ့တဲကနာတာရဲ့တင်းဘောလို့တင်စားရတဲ့ကလအောက်တွေရှိနေပါလေဒီနေ့မှာတော့ကျွန်တော်တို့သိထားသမျှအချက်လက်တွေမားနေနိုင်တဲ့ဇီဝဗေဒနိယာမတွေကိုစိန်ခေါ်နေတဲ့ကလအောက်တွေရဲ့အန်အောဘယ်လျှို့ဝှက်ချက်တွေကိုဖော်ထုတ်တော့မှာဖြစ်ပါတယ်ကလာအုပ်လို့ပြောလိုက်ရင်အာရပ်နိုင်ငံတွေကိုပဲပြေးမြင်ကြမှာပါဒါပေမဲ့တကယ်တော့သူတို့ဟာလွန်ခဲ့တဲ့နှစ်ပေါင်း30ခန့်ကမြောက်အမေရိကရဲ့ Nebraska ဒေသမှာစတင်ဆင်းသက်လာခဲ့တာဆိုရင်သင်ယုံမလားအဲ့ဒီကနေမှတဆင့်အာရှနဲ့အာဖရိကဘက်ကိုကူးဆက်ပလန့်နှံလာခဲ့တာပါကဲမဲဆိုတဲ့စကားလုံးကအာရပ်ဘာသာစကားကနေဆင်းသက်လာပြီးအလတ်တရားလို့အဓိပ္ပာယ်ရပါတယ်အာရလူမျိုးတွေဟာသူတို့ဘဝရဲ့အရေးပါတဲ့ကလာအုပ်တွေကိုဖော်ပြဖို့စကလုံးပေါင်း100ကျော်တောင်အသုံးပြုကြပါတယ်။လူသားတွေနဲ့ကလာအုပ်တွေအတူရင်သွဲနေထိုင်လာခဲ့တာဟာနှစ်ပေါင်း3000ကျော်တောင်ရှိခဲ့ပါပြီ။ လူတော်များများထင်ထားတာကကလာအုပ်တွေရဲ့ကြောပေါ်ကခိုးတွေထဲမှာရေဒီတူလောင်ထားတယ်ဆိုတာပါ။ဒါဟာလုံးဝမှားပါတယ်။အဲ့ဒီခိုးတွေထဲမှာအစီ80ပေါင်ခန့်ကိုတူလောင်ထားတာပါ။အစားအစာရှားပါတဲ့အခါဒီအစီတွေကိုစွမ်းအင်နဲ့ရေအဖြစ်ပြောင်းလဲအသုံးပြုပါတယ်။အစားမစားရတာကြာရင်ဒီခိုးတွေဟာပျော့ခွေပြီးဘေးကိုလဲကျသွားတတ်ပါတယ်။နောက်ပြီးသူတို့ရဲ့နှကန်းတွေကအလွန်တန်မာပြီးထူတယ်လွတ်တခြားသတ္တဝါတွေမစားနိုင်တဲ့စူးပင်တွေကိုအားရပါရဝါးစားနိုင်ကြပါတယ်။သဲမုန်တိုင်းတွေရားမှလည်းနှကောင်းပေါက်ကိုစိတ်ကြိုက်ပိတ်ထားနိုင်တယ်လို့မြက်တောင်းနှရွှေးနဲ့တတိယမြက်ခွန် nictitating membrane တွေကသဲမဝင်အောင်ကာကွယ်ပေးထားပါတယ်ကလာအုပ်တကောင်ဟာရေမတော့ပဲရက်တပတ်ပေါင်းများစွာနေနိုင်တယ်လို့စောင်းရာဒီမှာဆိုရင်6လကနေ9လအထိရေမလိုပဲရှင်သန်နိုင်ပါတယ်ဒါပေမဲ့ရေနဲ့တွေ့ပြီဆိုရင်တော့10မိနစ်အတွင်းမှာရေဂါလန်40 150လီတာခန့်ကိုတစ်ထိုင်တည်းတောက်ပြနိုင်ပါတယ်ဒီလောက်ရေအများကြီးတောက်တာတောင်ဘာလို့အန်ဒီရမဖြစ်တာလဲအဖြေကသူတို့ရဲ့သွေးနီဦးတွေမှာရှိပါတယ်တခြားနှုတ်တိုက်တော်ဝါတွေနဲ့မတူပဲသူတို့ရဲ့သွေးနီဦးကဘဲဥပုံစံရှိပြီးရေဓာတ်ပြေးသွားတဲ့အခါပုံမှန်တဲ့140ရာခိုင်နှုန်းအထိပွာလာနိုင်ပါတယ်။နောက်ပြီးရေဓာတ်ကိုချွေတာဖို့သူတို့ရဲ့ကိုယ်အပူချိန်ကို34ဒီဂရီကနေ40ဒီဂရီစင်တီဂရိတ်အထိအတက်အကျပြုတ်လုပ်နိုင်လို့ချွေးထွက်နှုန်းကိုအနည်းဆုံးဖြစ်အောင်ရှော့ချလာနိုင်ကြပါတယ်။ကလာအုပ်တွေဟာတေယူပို့ဆောက်ရေးတွေမကပဲစစ်ပွဲတွေမှာလည်းအရေးပါခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်း Stalingrad တိုက်ပွဲမှာကလာအုပ်တွေကိုအသုံးပြုပြီးခဲယမ်းတွေတဲဆောင်ခဲ့ကြပါတယ်။ကလာအုပ်တွေကမြင်းနေတဲ့သုံးစပိုလေးတဲ့ဝန်ကိုတဲနိုင်တယ်လို့ရေမပါပဲလဲကြရှေ့ခံနိုင်လို့ပါ။စိတ်ဝင်စားဖို့ကောင်းတာကမြင်းနေဟာကလာအုပ်ရဲ့အနက်နဲ့ပုံတံကိုကြောက်ရွံ့ကြတာမို့ရှေးခေတ်စစ်ပွဲတွေမှာရန်သူမြင်းသက်တွေကိုခြောက်လန့်ဖို့ကလာအုပ်တွေကိုရှေ့တန်းကထားခဲ့ကြပါတယ်။နောက်ပြီးကလာအုပ်နို့ဟာနွားနို့ထက်ဗီတာမင်စီ3ဆပိုများပြီးတန်ဓာတ်ကျွယ်ဝတဲ့ super food တစ်မျိုးလည်းဖြစ်ပါတယ်။ကလာအုပ်တွေဟာအေးအေးဆေးဆေးနေတတ်ပြီးမြင်စိတ်တိုလာရင်တော့မလွယ်လောက်ဘူးနော်သူတို့စိတ်ဆိုရင်အစာအိမ်တွေကဒဝက်တပြက်ချေဖြတ်ထားတဲ့အစာဟောင်းတွေကို acid ဒီနဲ့အတူထွေးထုတ်တတ်ပါတယ်မိတ်လက်ရာဒီမှာဆိုရင်အထီးတွေဟာအမတ်တွေကိုဆွဲဆောင်ဖို့သူတို့ရဲ့အာခေါင်ပြော့ကိုပန်းရောင်ဘူးပေါင်းကြီးလိုပါဇက်ကနေထုတ်ပြတတ်ပြီးထူးဆန်းတဲ့အတန်တွေလည်းပေးတတ်ကြပါတယ်နောက်ထပ်ထူးခြားချက်တစ်ခုကတော့တောရိုင်း bacterian ကလာအုပ်တွေဟာစားငံရည်ကိုတောင်တောင်းနိုင်စွမ်းရှိကြတာပါဒီနေ့ခေတ်မှာမွေးမြူရေးကလာအုပ်တွေတန်း30ကျော်ရှိနေပြီပဲတော်တိုင်းကလာအုပ်တွေကတော့အကောင်ရေ1000အောက်ပဲအကျန်ရှိတော့လို့မျိုးသုံးပြောက်ွယ်လူနီးပါထစ်နေပါပြီတဘာဝတရားရဲ့ဒီအံ့ဖွယ်တရဝါကြီးတွေဟာကြမ်းတမ်းလာတဲ့ပတ်ဝန်းကျင်မှာဘယ်လိုရှင်တန်ရမလဲဆိုတာကိုသင်ပေးနေတယ်လို့ပါပဲကဲဒီနေ့ဗီဒီယိုလေးမှာကလာအုပ်တွေရဲ့ဘယ်အချက်မှအသင်ကိုအံ့ဩဆုံးဖြစ်စေတယ်လေကွန်မန့်မှာရေးပေးခဲ့ပါဦးနော်အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲကြည့်နိုင်ဖို့ like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်